ဖက်စစ်မိစ္ဆာတွေကိုတရုတ်ကွန်မြူနစ်အစိုးရကလက်မခံရင်မင်းအောင်လှိုင်ဘာမှမလုပ်ရဲခဲ့ဘူး။ဘာကြောင့်စတင်ပြီးတိုင်းပြည်ဖျက်ဖို့မိစ္ဆာလက်ကိုအာဏာအပ်ခဲ့ပါလဲ။မိစ္ဆာကိုဘယ်သူမှအထူးသဖြင့်လူလာတဲ့လူသားစိတ်ရှိပြီးပြည်သူမှလက်ခံမှာမဟုတ်ဘူးဆိုတော့တိတိနဲ့မိစ္ဆာကိုစတင်မွေးမြူခဲ့တဲ့တရုတ်ကွန်မြူနစ်ခေါင်းဆောင်နေသားလင်းစတင်ပြီးတော့တရုတ်တမျိုးသားလုံးချိုးဖောက်ခဲ့သူတွေဖြစ်တယ်။တရုတ်တွေအပေါ်မှာမြန်မာပြည်တော်စုသားတရက်လုံးကမုံတီးယွန်ရှာလိုစိတ်ပေါ်ပေါက်လာအောင်စတင်ရန်စခဲ့တာတရုတ်ကွန်မြူနစ်ခေါင်းဆောင်တွေနဲ့ဖက်စစ်မင်းအောင်လှိုင်အုပ်စုသားဖြစ်တယ်။ဒါကိုတမိုင်းစာမျက်နှာအမှန်လေးပေါ်ထွက်လာတဲ့ချိန်ကျွန်တော်တို့ channel ကိုကြည့်ရှုနေကျွန်တော်တို့ channel ကိုဆက်ပြီးနေ့စဉ်သတင်းတွေတွေမှာတင်ဆက်ပေးနေမှာကျွန်တော်တို့ channel ကို subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်ယူဆသဘောထားချက်တွေကိုတင်ပြခွင့်ပြုပါလက်ရှိမြန်မာနိုင်ငံရေးလူဦးတော်လှန်ရေးအခြေအနေကတော့အများပြည်သူနိုင်ငံတကာအစိုးရထုတ်ပြန်တင်ပြနေကြတဲ့အတိုင်းပါပဲတော်လှန်ရေးရည်ချိန်အမြင့်ဆုံးဖြစ်ပါတယ်ပြီးတော့လည်း3နှစ်လောက်နောက်ွယ်ကလက်တယ်ဘယ်သူမှမသိခဲ့တဲ့အနေအထားကနေကျွန်တော်တို့ပြည်ထောင်စုနိုင်ငံတော်ကြီးအခုလိုဖြစ်သွားအောင်ပြီးစီစဉ်ဖန်တီးခဲ့တယ်လို့ယူဆနိုင်ွယ်ရှိတဲ့လက်တယ်တွေလည်းပေါ်ထွက်လာတဲ့အချိန်ဖြစ်ပါတယ်အခုဆိုရင်ဖက်စစ်စစ်ရှုံးမိစ္ဆာမင်းအောင်လှိုင်အုပ်စုဟာသူ့ရဲ့နောက်ွယ်မှာဘယ်သူရှိလဲဆိုတာဘလို့မှဟန်ဆောင်မထားနိုင်တော့ပဲဖွင့်ဟထုတ်ပြန်ပြီးတော့မြန်မာပြည်သူတိုင်းသားတရက်လုံးကိုပြပအားကိုနဲ့ထင်တိုင်းစိုးသွမ်းလာတဲ့အနေအထားရှိနေပြီဖြစ်ပါတယ်ပြပဆိုတဲ့နေရာမှာအခုကျွန်တော်တို့ရဲ့အိန္ဒိယနိုင်ငံတစ်ခုဖြစ်တဲ့တရုတ်ကွန်မြူနစ်ပါတီအစိုးရကထောက်ပံ့မှုကိုပေါ်ပေါ်တင်တင်ထုတ်ပြန်ကြေညာလာပြီးတရုတ်ကွန်မြူနစ်အစိုးရကထောက်ပံ့ပေးတဲ့ဖျားပြင်းဘုံလက်နက်ဒရုန်းဘုံဒီစတာတွေနဲ့ပြည်သူရက်သူရက်သားပါမကြံရဲဆက်ဆက်ဘုံကျဲတပ်ဖြတ်နေတဲ့အချိန်လည်းဖြစ်ပါတယ်ဒါပေမဲ့ဖက်စစ်မင်းအောင်လှိုင်အုပ်စုဟာတရုတ်ကွန်မြူနစ်နဲ့ရုရှားကွန်မြူနစ်နိုင်ငံတွေရဲ့အထောက်အပံ့နဲ့ထင်တိုင်းစိုးသွမ်းဖို့နိုင်ငံရေးတစ်ခုလုံးကိုချနင်းရောင်းစားဖို့သူစ조사ပေမဲ့လည်းသူ့အတွင်းထဲမှာအထူးသဖြင့်သူ့ကိုထောက်ခံခဲ့မှုတဲ့မျိုးသားရေးဝါဒီတွေမျိုးချစ်စိတ်ရှိတဲ့သူတွေအားလုံးရဲ့အမုန်းတရားကိုလည်းသူဟာဘက်ကံတံပြန်ရင်ဆိုင်နေရတဲ့အချိန်ဖြစ်တယ်။ပြည်သူတိုင်းသားတရားလုံးကလည်းဖက်စစ်တော်လှန်ရေးအဖြစ်ခြေမုံတိုက်ခိုက်နေကြသလိုသူ့ကိုယုံမှတ်ပြီးတော့မျိုးသားရေးများဆောင်ရွက်လာနိုင်လိမ့်မလားဆိုပြီးမျှော်လင့်ထောက်ခံခဲ့ကြဘူးတဲ့မဘဒခေါ်မျိုးသားရေးဝါဒီများရဲ့အခုဆိုရင်သူတို့အင်မတန်ယွန်ရှာမုန်းတီးတဲ့တရုတ်ကွန်မြူနစ်သို့မဟုတ်နိုင်ငံခြားပြည်ပအားကိုးတဲ့လုပ်ရက်ကိုသူတို့ယုံကြည်ခဲ့မှုတဲ့ခေါင်းဆောင်မင်းအောင်လှိုင်ဖက်စစ်အုပ်စုကိုယ်တိုင်ကပေါ်ပေါ်တင်တင်ထုတ်ပြန်လာပြီးပြည်ပအားကိုးနဲ့ထင်တိုင်းစိုးသွမ်းလာတဲ့အထက်မှာအခုဆိုရင်မရမနေလူသူစုဆောင်းဖို့မိဆက်ဆိုသူတို့ရဲ့ပြူရွာတွေမဘဒမျိုးသားရေးထောက်ခံသူတွေကိုအတင်းအဓမ္မဖမ်းဆီးနေတာတွေအတင်းအဓမ္မပြန်ပေးဆွဲပြီးတော့ငွေကြေးတောက်ခံနေတာတွေကိုကြောကော့အောင်ခံလန်ရတာမို့လို့သူတို့မျိုးသားရေးဝါဒီတွေကဘယ်ပြန်လဲဆန့်ကျင်လာတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့မင်းအွန်လိုင်းအနေနဲ့စုပ်စူးစာယူဖြစ်ပြီးသူ့ရဲ့ထောက်ခံခဲ့မှုတဲ့အဝင်းဝိုင်းကကူကသူ့ကိုဆန့်ကျင်နေတယ်သူ့ကိုဆန့်ကျင်လက်စအဝင်းဝိုင်းတွေဘက်ကလည်းအခုဆိုရင်အလုံးသိကြတဲ့အတိုင်းစစ်တင်တန်းတွေနေရာအနှံ့မှာလူငယ်တွေရဲ့တက်ကြွဖြတ်လိုက်ရဲ့နိုးကြညီညွတ်စီးလုံးယုံကြည်စိတ်အပြည့်နဲ့အမှန်နဲ့တရားတဲ့တိုက်ပွဲဝင်မယ်ဆိုတဲ့ပြည်သူတိုင်းသားလူငယ်တုအများစုရဲ့ဒေါ်လာရေးနယ်ပယ်တွေမှာစစ်တင်တန်းတွေတခဏနာပွဲချီကျင်းပဆင်းရင်ဆင့်သက်နေတာတွေဟာအင်အားတဖြည်းဖြည်းကြီးထွားလာပြီးအခုဆိုရင်တိုင်းသား ERO ကြီးတွေကလည်းပဲယုံကြည်မှုရှိနားလည်မှုရှိနဲ့ကျွန်တော်တို့တိုင်းဒေသခေါင်းဆောင်တွေအားလုံးတိုင်းသားပြည်သူလူထုတရားလုံးစီးလုံးညီညွတ်လက်တွဲပြီးဒီကျွန်တော်တို့ရဲ့မြေပေါ်မှာနှစ်ပေါင်း80ကျော်ကြာခြေကုပ်ယူတက်ဆိုးရှည်ခဲ့တဲ့ဖက်စစ်ဂျမ်ဖက်အာနာရှင်စနစ်ကိုအမြင့်ပြတ်အောင်ငါတို့လက်ထက်မှာလုံမရမယ်ဆိုတဲ့ယုံကြည်ချက်တွေနဲ့စုဖွဲ့တီးဆောက်လာတဲ့အတွက်ကြောင့်လက်နက်အင်အားတွေလည်းပဲခဲယမ်းအင်အားတွေလည်းပဲစစ်ရေးအတွေ့အကြုံတွေလည်းပဲပုံမတိုးမြင့်ခိုင်လုံလာတဲ့အနေအထားဖြစ်တယ်လူငယ်တို့အင်အားတရားလုံးလည်းကျွန်တော်တို့ဘက်မှာရှိနေပြီအဲ့တော့ဖက်စစ်မင်းအောင်လှိုင်အုပ်စုဟာမရမနေအတင်းအဓမ္မဖမ်းဆီးစစ်ထဲတွင်းထားတဲ့သူရဲ့တပ်သားတစ်တွေနဲ့တရုတ်နဲ့ရုရှားကထောက်ပံ့ပေးထားတဲ့ဖျားပြင်းလက်နက်တွေကိုသုံးပြီးတပြည်လုံးကိုမီးလောင်လိုက်ပြချ sorry တပြည်လုံးဆိုတဲ့နေရာမှာတရုတ်နိုင်ငံကပိုင်တဲ့တရုတ်နိုင်ငံကိုထိုးအပ်ရောင်းချထားတဲ့တ
ရုတ်နိုင်ငံကိုနှစ်ရှည်ငှားရမ်းထားတဲ့တရုတ်နိုင်ငံကိုတခိုးဈေးနဲ့ဈေးပေါင်ကျိုးအနှင်းထားတဲ့လုပ်ငန်းလုပ်ကွက်နေရာတွေမှာအပဒီပြည်လုံးကိုမီးလောင်တိုက်သွင်းဖို့ကြိုးစားသွားမှာဖြစ်တယ်အဲ့တော့မီးလောင်တိုက်သွင်းဖို့ကြိုးစားမယ်ဆိုတော့ဒီပြည်လုံးထဲမှာရခိုင်တပ်မတော်ကိုပြည်ချစ်တပ်မတော်မြန်မာတပ်မတော်ပြည်တော်စုကြီးကိုအကွယ်မဲ့တပ်မတော်လို့ယုံကြည်ပြီးပါဝင်ထမ်းဆောင်ခဲ့မှုတဲ့စစ်တီဟောင်းတွေရာရှိဟောင်းကြီးတွေရဲ့ပိုင်ဆိုင်မှုတွေနေရာတွေပါမကျန်သူတို့အားလုံးသိကြတဲ့အတိုင်းနေပြည်တော်တခုမှာဘူဂျိုဟောင်းဝင်ကြီးဟောင်းတွေအိမ်တွေကိုဒူလိုသားနဲ့ထိုးပြက်နေတာမကြံနော်မိလောင်လိုက်ပြာကျတွန်းအားမယ်ဆိုတဲ့အထဲမှာအမျိုးသားရေးထောက်ခံသူတပ်မတော်ထောက်ခံသူတွေဆိုတဲ့လူတွေပါမကြံဒီပြည်လုံးပြာချသွားမယ်ဆိုတဲ့အထဲမှာမင်းအွန်လိုင်းဘဘကြီးကိုထောက်ခံပါတယ်ဒီမိုကရေစီ NLD ကိုမုန်းတီးလို့ပါဆိုပြီးကိုးကွယ်ခဲ့ကြဘူးတဲ့သူတွေပါမကြံအားလုံးပြာကျမဲ့ထဲမှာပါမှာပါမင်းအွန်လိုင်းဘာဖြစ်လဲသူတာအာနာဆက်ရအောင်တရုတ်ကွန်မြူနတီနဲ့ရုရှားကထောက်ခံထားပါသည်ရုရှားတရုတ်လှုပ်ရှင်တာလှုပ်ရုရှားစစ်တပ်ရုရှားစစ်တမောတဝဲတနင်္သာရီကတရုတ်ကြောက်ဖြူတရုတ်ကိုကကျွန်းတိုက်တာလှုပ်လောလောဆယ်သူအာဏာရဖို့သာရည်ကြည်တယ်ဆိုတဲ့ပုံရိပ်နဲ့လုံနေတဲ့အချိန်မှာကဘာကြီးဟာတတိယကဘာစစ်ကိုရှင်းနေနေတဲ့စီးရိပ်စစ်ငွေတွေတန်းလာပြီဖြစ်ပါတယ်အဲ့တော့စကားမဆက်ကျွန်တော်လူမျိုးရေးအမုန်းတရားတွေတုံ့ဆော်ပြောကြတာမဟုတ်ဘူးလို့ပထမဆုံးဝန်ခံမရစေကျွန်တော်အားလုံးတင်ပြထားပါတယ်ကျွန်တော်ကိုယ်ထဲမှာတရုတ်သွေးเนาะကျွန်တော်45%လောက်ရှိပါတယ်ကျွန်တော်ဖခင်ဘက်ကတရုတ်မျိုးနွယ်တွေဆိုတဲ့အကြောင်းလေးကျွန်တော်ပြောခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်မှရွေးချယ်လို့မရတဲ့သွေးဘာပဲရှိခဲ့ကျွန်တော်တို့ဟာမြန်မာနိုင်ငံသားမြန်မာပြည်တော်စုကောင်းဖို့မြန်မာတိုင်းသားအားလုံးနဲ့အတူတူအေးတူပူမြကောင်းတူဆိုးဖက်နေခွင့်နဲ့လွတ်လပ်သောနိုင်ငံတော်တည်ရအောင်တည်ဆောက်မယ်တာဝန်ရှိသူလူသားတယောက်အနေနဲ့ကျွန်တော်ပြောတာဖြစ်တဲ့အတွက်ကြောင့်လူမျိုးရေးမပါဘူးအဲ့တော့တရုတ်သွေးနှောထားတဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာမွေးဖွားတဲ့တရုတ်လူမျိုးနွယ်ဝင်တွေလည်းအများအများအတန်းလေးချီရှိကြပါတယ်ဆိုတော့ကျွန်တော်တို့ကလူမျိုးရေးမုန်းတရားကိုဆိုတာမဟုတ်ဘူးတရုတ်ကွန်မြူနတီအစိုးရရှင်းရှင်းအစိုးရရဲ့ပြောခဲ့ဘူးသောစကားတွေမတည်တာတရုတ်တမျိုးသားလုံးရဲ့ဂုံတိတ်ခါကိုထိခိုက်နေတဲ့လုပ်ရက်တွေကိုပေါက်ဖော်ဝါဒဆိုပြီးကြွေးကြော်ခဲ့ပြီးဘယ်သူကစဖောက်ပြန်ခဲ့တယ်ဆိုတဲ့အဖြေကိုပြလိုတာဖြစ်တယ်အခုသူတို့ရဲ့နောက်ဆုံးထုတ်ပြန်ချက်ကတရုတ်ရဲ့အကျိုးစီးပွားထိခိုက်တာမှန်သမျှကိုလက်မခံဘူးတရုတ်မုံတီးရေးဆောင်ရွက်ကြိုးကိုလုံးဝလက်မခံဘူးလို့တရုတ်ကွန်မြူနတီအစိုးရဘက်ကထုတ်ပြန်လာတာကျွန်တော်တို့ကြားသိရပါတယ်ဆိုတော့လက်ရှိကျွန်တော်တို့နိုင်ငံဖြစ်နေတဲ့အခြေအနေကိုပြန်ကောက်သိမ်းကောက်ကြည့်အောင်အေးဆေးတည်ငြိမ်နေတဲ့2015 2020ဆက်လက်ပြီးတော့2020နဲ့2025အတွက်မောင်းတင်ပြီးတော့တပြည်လုံးရုန်းကန်ကြဖို့ကြိုးစားပြင်ဆင်နေတဲ့အချိန်မှာလက်ရှိဖက်စစ်မိတ်ဆာမင်းအွန်လိုင်းကိုအာဏာသိမ်းအောင်ဘာကြောင့်တရုတ်ကွန်မြူနတီခေါင်းဆောင်တွေကထောက်ခံမိစိမ့်ပြခဲ့ပါလေပထမတစ်ချက်ဒီမှာပုံမှန်လင်းလင်းပေါ်ထွက်လာမှာဖြစ်တယ်ကျွန်တော်ကတရုတ်မုံတီးရေးဆိုလိုတာမဟုတ်ဘူးတရုတ်သွေးပါသူတယောက်အနေနဲ့တရုတ်ကွန်မြူနတီဝါဒရဲ့ဆိုးရွားသောဖက်စစ်မိတ်ဆာဝါဒကိုကမ္ဘာမြေမှာပြန်လဲခေါင်းထောင်လာစေဖို့ရုရှားပူတင်ကိုမြောက်ပေးတယ်မြောက်ကိုရီးယားဝက်ကလေးကိုမြောက်ပေးတယ်ဖက်စစ်မိတ်ဆာမင်းအွန်လိုင်းကိုမြောက်ပေးပြီးတော့ကမ္ဘာကြီးမှာဖက်စစ်အယူဝါဒတကြော့ပြန်ခေါင်းထောင်လာအောင်နောက်ွယ်ကမြောက်ပင့်ပေးပြီးတရုတ်နိုင်ငံတရုတ်လူမျိုးသားကြီးပွားချမ်းသာစေအိန္ဒိယနိုင်ငံတွေအားလုံးမွဲပြကြမီးလောင်တိုက်သွင်းစေဆိုတဲ့အယူဆနဲ့လုပ်နေတဲ့လူမဆန်သောအယူဝါဒကိုဥဆောင်နေသူမို့လို့တရုတ်နိုင်ငံသားတွေကိုလည်းပဲစာနာတဲ့စိတ်ထားနဲ့တရုတ်ကွန်မြူနတီပါတီရဲ့ဆက်သွားမဲ့ကဘာစစ်ဖြစ်လောက်သည့်အထိတတိယကဘာစစ်ဖြစ်တော့မီအထိအတ္တလောဘမာနကြီးမားမှုကြောင့်နောက်ဆက်တွဲတရုတ်တမျိုးသားလုံးလည်းတက်ရောက်လာနိုင်ရရှိတယ်ဆိုတာကိုတင်ပြတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဟာအိန္ဒိယနိုင်ငံကောင်းတွေဖြစ်တာကျွန်တော်တို့မျှော်လင့်ပါတယ်ကျွန်တော်တို့ကဘာမြေကြီးမှာရွေးချယ်စရာမရှိဘဲနဲ့လူအတူတူတစ်ချိန်တည်းလာဖြစ်ကြတဲ့အချိန်မှာလူသားစိတ်နဲ့ပဲနိုင်ငံချင်းချင်းပေါင်းသင်းဆက်ဆံကြစေချင်ပါတယ်မိမိရဲ့အယူဝါဒကြီးထွားဖို့အတွက်မိမိရဲ့မျိုးနွယ်စုတစ်ခုကောင်းစားချမ်းသာဖို့အတွက်ကြံသောမျိုးနွယ်ကြံသောအိန္ဒိယနိုင်ငံတွေအားလုံးကိုထောင်းထောင်းချေအောင်မိလောင်နိုင်သွင်းဖြစ်စည်းပြီးမှနူးညံ့သောဓမြတို့ရဲ့လောက်ရမျိုးနဲ့ကြီးပွားအောင်လုပ်မယ်ဆိုတဲ့တရုတ်ကွန်မြူနတီချစ်ချင်းဖြင့်ဆိုရခဲ့ဆောင်ရွက်ချက်ကိုကျွန်တော်အနေနဲ့မြန်မာနိုင်ငံသားတယောက်အနေနဲ့တရုတ်ဝင်းတော်ခဲ့ဖူးတော့လူသားတယောက်အနေနဲ့ပြင်းပြင်းထန်ထန်ပြပြတသားဆန့်ကျင်တယ်ဆိုတဲ့အကြောင်းအိန္ဒိယကောင်းဆိုတဲ့စီစဉ်နဲ့ကျွန်တော်တင်ပြချင်ပါတယ်အဲ့တော့ကျွန်တော်တို့တော်လိုင်းဘက်ကိုကျွန်တော်တို့ရဲ့အနာဂတ်ဒီဘက်ကိုဆက်သွားကြအောင်
ခုချိန်ဒီမှာအားလုံးဟာရှုပ်ထွေးမှုကြက်တဲမှုခါတရံမှာစိတ်ပြက်အားလျှော့စေနိုင်လောက်တဲ့ဖြစ်စဉ်ကြုံတွေ့ရမှုတွေရှိပါတယ်ဒါဖြစ်တတ်တဲ့တော်လိုင်းရေးကာလတော်တွင်မှာဖြစ်တတ်တဲ့သဘောတဘာဝပါပဲဆိုတော့ဥပမာလေးနဲ့နှိုင်းယှဉ်ကြည့်ရအောင်ကျွန်တော်တို့မာရသွန်ပြေးပွဲတစ်ခုပြေးနေတယ်လို့စိတ်ထဲမှာထားသို့မဟုတ်ဒါတို့တာလက်ဒါဝေးပြေးပွဲခုကိုကျွန်တော်တို့အားလုံးနိုင်ငံသားအားလုံးဝင်ပြိုင်နေကြတယ်လို့ဘောထားပါဒိုင်ပွဲအရှိန်ကြာလာလေပန်းနိုင်ကိုလှမ်းပြီးမြင်လာလေးလေးကျွန်တော်တို့ဖြတ်သန်းလာခဲ့ရတဲ့ခွန်အားတွေကျွန်တော်တို့ရှူသွင်းပြီးတော့မောဟိုက်လာခဲ့တဲ့ဒီစိတ်ပိုင်းဆိုင်ရာတွေအင်မတန်ပင်မနာကျင်ခြေသလုံးနဲ့နာကျင်နေမဲ့နှလုံးကမခမဲနဲ့အောင်မောနေမဲ့မျိုးလုံးတွေပြာဝေးနေမဲ့စိတ်ကငါဆက်မပြေးကျင်တော့ဘူးမပြေးနိုင်တော့ဘူးလို့အချိန်ချင်းတိုက်လို့ဆော်ပြီးတော့ပုံခွေလဲသွားခြင်းနေမဲ့ပန်းနိုင်ကိုတော့လှမ်းမြင်နေရပြီဖြတ်သန်းလာခဲ့တဲ့ကြီးချမ်းကြီးကြောင့်ဘိုးခန္ဓာနဲ့စိတ်ပိုင်းဆိုင်ရာအရာကျွန်တော်တို့အခက်အခဲဆုံးအခြေအနေကိုကြုံတွေ့ခဲ့ဖူးမှာပါလက်ရှိမြန်မာနိုင်ငံရဲ့ဒေါ်လာရေးနွေးကာလ3နှစ်ကျော်4နှစ်ကာလချင်းနေတာအချိန်ဟာလည်းပဲလားတူပါပဲအားလုံးပင်ပန်းကြပါတယ်အားလုံးစင်းရကြပါတယ်အားလုံးစိတ်သက်ကြချင်ဖြစ်ပါတယ်ဘာကြောင့်လဲကဘာကြီးဟာငါတို့ထင်တယ်လို့တရားမျှတမှုတွေအားကိုးရမရှိပဲသူ့ကိုယ်ကျိုးစီးပွားနဲ့သူ့အစုဖွဲ့တကြီးပဲလုပ်နေကြပါလားငါတို့ပြည်သူလူထုကိုပြည်သူမှာပြည်သူပဲရှိတယ်ဆိုတဲ့အင်အားနဲ့ပြည်သူအချင်းချင်းချွေနေသားတွေနဲ့အသက်တွေဘဝတွေရင်းပြီးထောက်ပံ့ပံ့ပိုးတော်လိုင်းတက်တွေကိုကူညီခဲ့ပြီးတုံ့ပြန်တိုက်ခိုက်နေပါလျက်ကင်နဲ့ဖြစ်အားဖြင့်ဒရိုးဖြစ်အားဖြင့်တိုက်လျင်ဓာကြီးတွေနဲ့ငါတို့ရဲဆက်ပြီးလုံနိုင်တင်ပြချနေတာကိုကဘာကြီးကကိုပြောက်ပြဿနာအဖြစ်သဘောထားပြီးလစ်လူရှုနေပါလားငါတို့အိန္ဒိယနိုင်ငံတွေဆိုတော့ဟာလည်းပဲငါတို့နိုင်ငံသားတွေအားလုံးအခုဆိုရင်3 သန်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်ပြီးတော့အခုဆိုရင်အိန္ဒိယနိုင်ငံတွေကိုတန်းနဲ့ချီပြီးတော့ထွက်ပြေးလာတာကိုပြုံးကြီးစောင့်ကြည့်ပြီးမြန်မာနိုင်ငံကြီးပျက်စီးသွားဒီအထိတုံနေပါဝင်နေမဲ့အိန္ဒိချင်းတွေပါလားငါတို့နိုင်ငံသားချင်းချင်းထဲမှာလည်းပဲတော်လန်သူတိုက်ခိုက်သူတွေကအသက်တွေဘဝတွေခန္ဓာတွေပြည့်စက်တိုက်ခိုက်နေပေမဲ့ဒီကောင်တိုင်းမှာပျော်တဲ့ကောင်နဲ့နော်ရေကြော်မှာတော့ပျော်တဲ့ကောင်နဲ့ဒီလောက်နိုင်ငံကြီးရဲ့အနာဂတ်ပျက်စီးနေတာကိုနဲ့မဆိုင်လို့နေပြီးကိုပျော်ဖို့သာငါတဖို့သာကြည့်တဲ့လူတစုကြောင့်တချို့သောသူတွေစိတ်သက်ကြပါလေဒါပေမဲ့ကျွန်တော်တို့အားလုံးဟာလူသားတွေရှိတဲ့သူအားလုံးဟာနိုင်ငံကမျိုးဆက်တွေကိုတကယ်ချစ်မြတ်နိုးစိတ်ရှိတဲ့နိုင်ငံသားအားလုံးဟာဘသူတွေဘလို့တရားပြက်ဘသူမှတရားပြက်ခွင့်မရှိတဲ့ခေတ်ကိုရအောင်တိဆောက်မယ်ဆိုတဲ့စိတ်နဲ့ဘသူလှုပ်မလှုပ်ကျွန်တော်တို့အတူတူလှုပ်ကြရမယ်အချိန်ဖြစ်ပါတယ်အိမ်ကြီးကောင်းသည်ဖြစ်သည်ဆိုးသည်ဖြစ်စီကမ္ဘာကြီးကတရားမျှတမှုကိုဖန်တီးပေးသည်ဖြစ်စီဖန်တီးမပေးသည်ဖြစ်စီကျွန်တော်တို့ဟာဘိုးကျောင်းဆန်စကားနဲ့ပြောရင်နိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေကျွန်တော်တို့ရဲ့ယုံကြည်စိတ်ကိုကျွန်တော်တို့နှလုံးသားထဲမှာထည့်သွင်းပြီးအောင်ပွဲကိုရသည့်အထိဘဝပေးကံကြမ္မာနဲ့အသက်ရှင်ခွင့်ရသည့်အထိကျွန်တော်တို့စ조사ကြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခံယူချက်ကိုတင်ပြရရင်စစ်ကြုံဘဝနဲ့ခေါင်းမော့ပြုံးပျော်မနေခြင်းဘူးနော်စစ်ကြုံဘဝနဲ့ခေါင်းမော့ပြုံးပျော်မနေခြင်းဘူးလွတ်လပ်တဲ့ဘဝနဲ့အလံလွှမ်းသည်ဖြစ်စေမလွှမ်းသည်ဖြစ်စေအသက်မဲ့ခန္ဓာကိုယ်ဖြစ်သွားသည်ဖြစ်စေလွတ်လပ်သောဘဝနဲ့ပဲတည်ခြင်းဒါပဲကျွန်တော်ရဲ့ယုံကြည်ချက်ဖြစ်တယ်ဘယ်သောအခါမှာအာနာရှင်ရဲ့ကျွန်းစစ်ကျွန်းလူမျိုးတူချင်းပြည့်ကျွန်းဘက်မှာပါရပြီးတော့ကိုယ့်ရဲ့လူစိတ်ကိုအငုံစိတ်ဖြစ်ထားပြီးတော့ဒူးထောက်အောက်ကျအသက်ရှင်ရတဲ့ဘဝကိုဘယ်သောအခါမှာကျွန်တော်တို့မျိုးဆက်လက်ထက်မှာမရှိစေရဘူးဒူးထောက်အောက်ကျအသက်ရှင်ရမယ့်တိရစ္ဆာန်ကျွန်းသားဘဝကိုပျော်ခြင်းတဲ့လူတချို့လည်းရှိပါလိမ့်မယ်ဒါပေမဲ့ကိုယ့်ကိုပြန်စဉ်းစားကြပါလူစစ်ဘဝကိုမရဘဲနဲ့လူထက်အစစ်နှိမ့်တဲ့လူချင်းကိုဒူးထောက်ခါစားပြီးတော့ရွှေငွေပလဲအိမ်ရွှေစိန်ရတနာအဖို့တန်စိန်ခံကားစီးတနက်ရှိတဲ့ကောင်ကိုအောက်ကျဒူးထောက်ခရနေရပြီဆိုကြတဲ့ကခမားချမ်းသာသမျှဟာအပေါ်ရန်သာဖြစ်ပြီးခမားဟာကျွန်းခမားဟာတိရစ္ဆာန်ခမားဟာလူစစ်ဘဝမရသေးဘူးဆိုတာကိုလွတ်လပ်သောနေရာကလွတ်လပ်သောတိုင်းရင်းသားတိုက်ပွဲဝင်ပြည်ရဲကောင်းများနဲ့အတူမြန်မာနိုင်ငံရဲ့88မြို့လွတ်လပ်ပြီးသောမြို့သူမြို့သားများနဲ့အတူမလွတ်လပ်သေးသောနေရာကပြည်သူများအားလုံးကိုရောင်ဒီကိုကျွန်တော်တို့မြင်နေရပြီကျွန်တော်တို့အားလုံးအတူတူရုန်းကန်မှရမယ်ကဘာစစ်ကြီးကချင်းနှင်းလာနေပြီဖြစ်တယ်ဒီတဲ့ပုံမို့ဆိုးဝါးတဲ့စီရိတ်စိတ်ငွေတွေရန်ကုန်မိုင်းငွေတွေကျွန်တော်တို့ဖြတ်တန်းရဖို့ရှိတယ်ကျွန်တော်တို့စိတ်ထားကိုမမြအောင်ထားနှလုံးသားကိုမြင့်မြတ်အောင်ကြိုးစားပြီးအသက်ရှင်အောင်ရုန်းကန်ရင်းနဲ့
ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ကိုကျွန်တော်တို့အတူတူထူထောင်ဖို့မကြခင်မှာပြပအာကိုပစိန်ရိုးစိုးသွမ်းနေတဲ့ဖက်စစ်မိတ်ဆာစစ်ရှုံးအုပ်စုကိုအငြင်းသာဆုံးနည်းလမ်းနဲ့ဖြစ်စီအကြမ်းတမ်းဆုံးနည်းလမ်းနဲ့ဖြစ်စီမြမမြေပေါ်တွေမကကဘာကြီးပေါ်မှာဖက်စစ်ဝါဒအဆုံးသတ်ပျောက်ကွယ်သွားစေဖို့ကျွန်တော်တို့အားလုံးကြီးတဲ့ပိုရုန်းကန်ကြပါစို့အခုတဲ့ပိုစီလုံးကြပါစို့ခေါင်းဆောင်လုပ်နေတဲ့သူတွေအားလုံးလည်းပဲ3နှစ်ကျော်ကြာလာပြီဖြစ်တဲ့ကြောင့်အတွေ့အကြုံကောင်းသင်ခန်းစာကောင်းတွေရရှိပြီဖြစ်လို့အကောင်းဆုံးပြင်ဆင်ဝန်မှန်ကြပါစို့ကျွန်တော်တို့အောက်ခြေကလေလက်ကကျိုးပန်းဆောင်ရွက်နေတဲ့တော်လိုင်းတိုက်ပွဲဝင်သူတိုက်ပွဲဝင်ရဲဘော်စစ်တီစစ်မေအားလုံးဒီလည်းပဲစိတ်သက်ခွန်အားလုံးဝရော့ကြမသွားပဲငါအသက်ရှင်သည့်အထိအောင်လံမြည်ရအောင်တိုက်မယ်ဆိုတဲ့ယူကြီးစင်းနဲ့အတူတူကြိုးပမ်းကြမှာစို့လို့တော်လန်မနဲ့ခင်းဖြစ်နှုတ်ဆက်လိုက်ပါတယ်အားလုံးຫນွေဦးတော်လန်ရေးမှသည်ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုအောင်လံထူသည့်အထိယုံကြည်စိတ်နဲ့ဆက်လက်တိုက်ပွဲဝင်ကြပါစို့